ဒီကိုရီးယားလုံးမဲ့မင်္ဂလာပါဗျာနော်ကျွန်တော်မနေ့ကပြောခဲ့သလိုပဲ result ကိုပဲကြည့်တယ်ကျွန်တော်အများစကားအများကြီးပြော result ပဲကြည့်မယ်မနေ့ကဆိုလို့ရှိရင်ကျွန်တော်ဒါဟိုGirona body ရဲ့ကျွန်တော်ဒါ water payment body ရဲ့နှစ်ပွဲเนาะဒါကိုပေါင်းတော့ကျွန်တော်မရပါဘူးဒါ body နှစ်ပွဲလုံးစုံရတယ်ဒီနေ့မှလည်းကျွန်တော်ဒါဒီနေ့ညရဲ့ဒါအကောင်းဆုံးဒါကြည့်လို့ကောင်းမဲ့ပွဲเนาะဒါမြန်မာစံဆိုင်နဲ့ကြည့်လို့ကောင်းမဲ့ပွဲ Manchester Derby ဒါ Man U နဲ့ Man City ရဲ့ပွဲစဉ်ကိုအရင်ဆုံးသုံးသပ်ပေးမယ်ကျွန်တော် Man U နဲ့ Man City ကတော့ကျွန်တော်ဒါဒီနေ့ညเนาะအစောပိုင်း9နာရီလောက်မှာကစားမယ်ပွဲဖြစ်တယ်ပြီးလို့ရှိရင် Man U နဲ့ Man City ရဲ့ဒါကျွန်တော် head to head ကိုကြည့်မယ်ဆိုလို့ရှိရင်လည်းMan U ကွင်းမှာဆိုလို့ရှိရင်ကျွန်တော် Man City ကเนาะဟိုလွယ်လွယ်ကူကူနဲ့နိုင်ထားတာတော့မရှိဘူးဒီနောက်ပိုင်းနေမှာဆိုလို့ရှိရင်ဒါ Man U ကနိုင်မနိုင်တရေလောက်ထိတော့ကန်ထားတယ်ဒါပေမဲ့လက်ရှိကျွန်တော်ဒါ Man U ရဲ့အိမ်ကွင်းဆက်ဆောင်ယူကြည့်မယ်ဆိုလို့ရှိရင်လည်း Man U ရဲ့အိမ်ကွင်းပိုင်းနေမှာကောင်းတယ်ဒါ Brighton နဲ့ဒါ FA Cup ရှုံးထားတဲ့ပွဲလေးပဲရှိတယ်ဗျเนาะအိမ်ကွင်းပိုင်းလေးမှာတော်တော်ကောင်းတယ်ဟို Crystal Palace နဲ့ sorry ဟိုဝမ်ဟန်နဲ့ပွဲရစပြီးတော့เนาะတရေတော့မဟုတ်အနိုင်လောက်နဲ့ကျွန်တော်ဒါ Man U ရဲ့အိမ်ကွင်းမှာဆက်ဆောင်ယူကောင်းနေပြထားတယ်Man City ကလည်းဒါဒီနှစ်ရက်ဒီမှာဆိုလို့ရှိရင်တော်တော်လေးပုံစံကောင်းတဲ့မှာရှိတယ်ဒါအဝေးကွင်းတွေမှာဆိုလို့ရှိရင်တရေတော့မဟုတ်အနိုင်လောက်ထိပဲကန်ထားတယ်ဗျာနော်ဒါနှစ်သင်းလုံးရဲ့ဒါလက်ရှိဆန်းဆောင်ရရဆိုလို့ရှိရင်ဒါ Man City ကတော့တာတယ်ဒါပေမဲ့ဟို Man City အနေနဲ့ကလည်းဒါဒီနေ့ပွဲမှာမနိုင်လို့မရတော့ဘူးဗျာမနော်မနိုင်လို့ရှိရင်ဒါအဆင့်1က Arsenal နဲ့အမှတ်အရန်ဟောက်အောင်မှအတွက်ကြောင့်ဒီနေ့ပွဲမှာ Man City အနေနဲ့ဒါရေကုန်ရေခမ်းကန်မယ်ဟိုတရေတော့မဟုတ်အနိုင်လို့ပဲကျွန်တော်ထင်တယ်ဒါလက်ရှိမနက်အစောပိုင်းပေါက်ကြေးကလည်း Man City ကနေပြီးတော့တရေ85ပြားရှုံးဒါဂိုးပေါင်းက3လုံး25ပြားရှုံးနဲ့စတင်ထားတယ်ဗျာနော်အဲ့တော့ကြေးရဆိုလို့ရှိရင် Man City အနေနဲ့တရေကြလို့ရှိရင်ကျွန်တော်အပြည့်နီးပါးရှုံးနေတဲ့ကြေးမျိုးဖြစ်တယ်အဲ့တော့ Man City အနေနဲ့ကျွန်တော်ကတော့ဒီနေ့ပွဲမှာရေကုန်ရေကမ်းကန်မယ်လို့ထင်တယ်ပြီးတော့ Arsenal နဲ့ဒီပွဲမနိုင်ဘူးဆိုလို့ရှိရင် Man City ဒါဟို Arsenal နဲ့အမှတ်ရန်ဟသွားမှာဗျာနော်ဟိုအနည်းဆုံးတရေလောက်ထိတော့ကန်သွားမယ်လို့ကျွန်တော်ထင်တယ်ဗျာနော်အဲ့တော့ဒီနေ့ပွဲမှာတော့ကျွန်တော်ဒါ Man City ရဲ့တရေ85ပြားရှုံးကိုကျွန်တော် Man City body ကိုပဲကျွန်တော်ကြိုက်တယ်ဂိုးပေါင်းက3လုံး25ပြားရှုံးဆိုတော့နော်နှစ်သင်းလုံးရဲ့ဒါ head to head ကိုကြည့်မယ်ဆိုရင်ရောလက်ရှိတွင်းကိုအနေထားကိုကြည့်မယ်ဆိုလို့ရှိရင်ရောနှစ်သင်းလုံးကဒါအနည်းဆုံး2-1 တပေါက်1-2 တပေါက်လောက်ပဲကျွန်တော်ကထင်တယ်2-1 1-1 1-2အဲ့လောက်ပဲကျွန်တော်ထင်တယ်ဗျာနော်ဂိုးအရင်မပေါ်လာဘူးလို့ထင်တယ်ဗျအဲ့တော့ Man City body နဲ့ဂိုးပေါင်းအောက်ကိုကြိုက်တယ်နောက်ထပ်တစ်ပွဲကတော့ကျွန်တော်ဒါညနေပွဲเนาะညနေပွဲကိုဒါ Forest နဲ့ Arsenal ရဲ့ပွဲဖြစ်တယ်ဗျာနော် Forest နဲ့ Arsenal ရဲ့ပွဲကကျွန်တော်အရင်ဦးဆုံးဒါ Arsenal ကနေပြီးတော့ဒါအဆင့်1နေရာအသင်းကနေအဆင့်19နေရာအသင်းကိုတစ်လုံး20စားနဲ့ပေါက်ထားတယ်ဗျာနော်ကြေးကြီးကတော့ပေါက်ထားတဲ့ကြေးကြီးကလုံးဝအတိတ်ပဲမရှိဘူးအတိတ်ပဲမဲ့တယ်အဲ့တော့ဟိုပြောချင်တာကတော့အာဆင်နယ်အနေနဲ့ဒီနေ့ညမှာကောင်းကောင်းလွယ်လွယ်ကူကူနိုင်မယ်လို့မထင်ဘူးဗျာနော်ဒါဟတ်တူဟောက်ကြည့်မယ်ဆိုလို့ရှိရင်လည်းဒါ Forest အိမ်ကွင်းမှာဆိုလို့ရှိရင်အာဆင်နယ်အနေနဲ့နော်အမြဲတမ်းရုန်းကန်ရလေးရှိတယ် Forest ကအိမ်ကွင်းမှာအာဆင်နယ်ကိုအမြဲတမ်းဒုက္ခပေးနေကြနော်ဒုက္ခပေးလေးရှိတယ်ဗျလက်ရှိForest အိမ်ကွင်းဆောင်းဆောင်ယူကြည့်မယ်ဆိုလို့ရှိရင်လည်း Forest ဒီကျွန်တော်ဒါအိမ်ကွင်းမှာ Everton ရော Man City ရောနှစ်ပွဲဆက်ရှုံးထားတယ်ဟို Spa တော့ဒါအိမ်ကွင်းမှာ3-0လောက်နဲ့နိုင်ထားတယ်ဗျာเนาะအိမ်ကွင်းပိုင်းကတော့တိတ်ပြီးတော့အရင်အားရစရာတော့ကောင်းမနေဘူးဒါပေမဲ့လည်းအစင်လာရဆိုလို့ရှိရင်Forest ကအိမ်ကွင်းမှာဆိုလို့ရှိရင်ဒါ Arsenal ကိုဒုက္ခပေးနေကြเนาะအစင်လာလေးတော့ရှိတယ်Arsenal ကတော့တိတ်ထူးပြောစရာတော့မလိုဘူးကျွန်တော်တို့အဝေးကွင်းနေမှာဆိုလို့ရှိရင်တောက်လျှောက်နိုင်ပွဲဆက်လာတယ်ဒါ Chelsea ကိုလည်းဒါကျွန်တော် Carabao Cup မှာ2-3ဒါ Portsmouth တို့ဘာလို့လဲ FA Cup မှာ1-4နဲ့6ပြတ်တည်ပဲနိုင်ထားတာဗျာเนาะအဲ့တော့ပေါက်ကြေးရဆိုလို့ရှိရင်တော့ကျွန်တော်ဒါ Arsenal ကတစ်လုံး20စားဆိုတော့တော်တော်များများတော့ Arsenal body ပဲထိုင်ကြလိမ့်မယ်ထင်တယ်အဲ့တော့ကျွန်တော်ကတော့ဒီနေ့ပွဲမှာ Arsenal နေနဲ့လွယ်လွယ်ကူကူမနိုင်တော့ဘူးအနည်းဆုံး3လောက်ပဲခံသွားနိုင်မယ်လို့ကျွန်တော်ထင်တယ်ဗျအဲ့တော့ကျွန်တော် Arsenal ကိုဘက်ကန်ပြီးတော့ Forest body ကိုကျွန်တော်ပိုကြိုက်တယ်ဂိုးပေါင်းကတော့နှလုံးကို65ပြားရှုံးဆိုတော့နှစ်သင်းလုံးကလက်ရှိမှာဒါဂိုးမြူနေတဲ့အသင်းတွေလည်းဖြစ်တယ်ပြီးအနည်းဆုံးဒါ2-1 တပေါက်လောက်တော့2-1-1-1အဲ့ဒီတပေါက်လောက်တော့သွားမယ်လို့ထင်တယ်ဗျအဲ့တော့ကျွန်တော်ဒါ Forest body နဲ့ကိုပေါင်းအပေါ်ကိုကြိုက်တယ်ကျွန်တော်ဒါမောင်းကတ်တွေဘာတွေလိုချင်တဲ့ညီကိုတွေကလည်းကျွန်တော်ဒါ channel link လေးเนาะချပေးထားရဗျာเนาะလာရောက် join ကြပါအောင်လို့ဖိတ်ခေါ်တယ်ဗျာเนาะမောင်းကတ်တွေတပွဲကောင်းနေပုံမှန်တင်ပေးတယ်ဗျာเนาะဘောလုံးပွဲရှိတဲ့နေ့တွေမှာဆိုလို့ရှိရင်ဒါပုံမှန်တင်ပေးတယ်လာရောက် join ကြပါအောင်ဗျာเนาะနောက်နေ့မှာကျွန်တော်ဒါအကောင်းဆုံးထပ်ပြီးပြန်လာခဲ့ပါမယ်